အားလုံးပဲမင်္ဂလာပါပါမရာ channel ကနေကြိုဆိုပါတယ်ကျွန်တော်ဒီနေ့ဆရာဦးတတူရေးတဲ့ကနဦးဒညောက်ဒီဌာနေကနဦးမျိုးတိုင်းသားဆင်းသက်လာပေါ်ကျွန်တော်ပတ်သက်ပြီးမှကျွန်တော်အနေငယ်ဒီ review လုပ်ချင်ပါတယ်ဒီတော့ဒီကစာအုပ်တစ်ခုလုံးကို review သွားမှာဖြစ်တဲ့အခါကျတော့ဒီ face by face ပေါ့နော်တခုအခန်းလိုက်ကျွန်တော် review လုပ်သွားမှာဖြစ်ပါတယ်ဒီတော့ဒီတေချာလေးနားထောင်စီစဉ်နေဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ YouTube channel ကို subscribe လုပ်ပေးဖို့ကျွန်တော်တောင်းဆိုပါတယ်ဒီတော့ဘာကြောင့်ကျွန်တော်ဒီမျိုးကိစ္စကတော့တော်များများ conflict ဖြစ်နေရတာလေ online မှာအငြင်းခုန်နေရှိတယ်ဒီ social media မှာတုံးတဲ့ရာဆေးဆွမှုတွေဖြစ်လာတယ်သူများ report ထုမှုတွေဖြစ်လာတယ်တယောက်နဲ့တယောက်မှုတိစရာတွေဖြစ်လာတယ်အမှုပွားစရာတွေဖြစ်လာတာမဟုတ်တခုတည်းမဟုတ်တော့ဘူးမျိုးကိစ္စကမျိုးနဲ့ပတ်သက်လာလို့ရှိရင်အမှုပွားစရာတခုတည်းဖြစ်လာတာမဟုတ်တော့ဘူးဒီမျိုးနဲ့ပတ်သက်လာလို့ရှိရင်တခြားစာရေးဆရာတွေတခြားဒီလူမျိုးတွေကနေပြီးတော့မှဒီမျိုးတွေကိုဆိုလို့ရှိရင်မျိုးကိစ္စဆိုလို့ရှိရင်တော့မထီးမကန်ရေးမပြောရအောင်ဒီဖြစ်နေရတဲ့ဒီအရန်ကြီးဒီအရန်ကိုမှ sensitive ဖြစ်တဲ့အခြေအနေကိုရောက်သွားစေတဲ့အခြေခံမျိုးဖြစ်သွားတယ်ဒီကိစ္စကစာပေအပေါ်တစ်ခုတည်းကိုပြောတာမဟုတ်ဘူးကျွန်တော်တို့ရဲ့သူတို့ရဲ့အနာဂတ်လူမျိုးကိုပါပို့ပြီးမှယုံချစရာဖြစ်စေတဲ့အခက်အခဲဖြစ်လာစေတယ်ပေါ့နော်ကျွန်တော်ကတော့အဲ့လိုမြင်တယ်ဒီတော့ဒီကြားထဲမှာမျိုးလို့ဆိုတဲ့အခါမှာဒီမျိုးလို့ဆိုတဲ့အခါမှာကျွန်တော်တို့စာရေးဆရာတို့များများကမျိုးနဲ့ပတ်သက်လို့ရှိရင်တော့စာတွေရေးကြတယ်စာပေတွေထောက်ကြတယ်ဒါပေမဲ့ဒီကာယကံရှင်မျိုးလူမျိုးနဲ့အနေဖြင့်သူတို့ကိုယ်ပိုင်စာဒီသူရဲ့သမိုင်းကိုရေးထားတဲ့အရာကတော့အရင်တုန်းကတော့မရှိခဲ့ဘူးဒီမချသေးခင်ကနေပြီးတော့မှဒီစာရေးဆရာတာလှကနေပြီးတော့မှမျိုးသမိုင်းစာအုပ်ထောက်တယ်ထောက်ပြီးတော့မှနောက်တစ်ခေါက်အုပ်ထုတ်ပါသေးတယ်ပြီးလို့ရှိရင်တော့ဒီစာရေးဆရာဘောနော်ဒီဆရာကနေပြီးတော့ဆရာဦးတတူကနေပြီးတော့မှဒီတတူမီကျောင်းကနေပြီးတော့မှဘောနော်တတူမီကျောင်းကနေပြီးတော့မှစိုက်ဆရာဒီဆရာကနေပြီးတော့မှဒီစာအုပ်ကိုထုတ်ပါတယ်ပြီးတော့ထုတ်တဲ့အခါမှာဒီနေ့ကျွန်တော်ဒီဘာကြောင့်ဒီဟာကိုရွေးချယ်ပြီးမှ review လုပ်ချင်တာလဲဆိုရင်မျိုးကိစ္စဒီ block t short ထွေးနေတာလေမျိုးကဘာဖြစ်နေတာလဲဒီတော့ဒီစာအုပ်ထဲမှာဘာတွေဖော်ပြထားလဲဘာကြောင့်ဒီလိုမျိုး conflict ဖြစ်နေရတာကဒီကောင်းတဲ့အရာလားဒီစာအုပ်ထဲမှာဘာတွေရေးထားလဲဆိုတဲ့အပေါ်မှာဒီမှာကျွန်တော်ဒီတစ်ချက်လောက် review လုပ်ချင်တာပါနံပါတ်1ချက်ကျွန်တော်လုပ်ချင်တဲ့ကိစ္စကကြတော့ဒီ Mario BC 3341ဆိုတဲ့အရာကိုတစ်ချက် review လုပ်ချင်တယ်ဘာလဲMario မေးဆိုတဲ့အရာကကြတော့ကျွန်တော်တို့ဒီရခိုင်ရာဆိုရင်တော်တော်များများမှာကကြတော့ source မှုရောက်လာတဲ့အရာဖြစ်တယ်ကျွန်တော်တို့ဒီ Mario မေးကနေပြီးတော့မှကျွန်တော်တို့ဒီမျိုးသိန်းချင်းအော်လာကနေပြီးတော့မှမွေးစားတယ်စသဖြင့်ဒီကျွန်တော်တို့ဒီစာတွေမှာမတ်တက်တင်တဲ့အရာတွေတွေ့ရတယ်ဒါပေမဲ့တခြားဒီသူနဲ့ခစ်ပြိုင်တခြားရာဇဝင်တွေကိုလှန်ကြည့်တဲ့အခါမှာ Mario လိုမျိုးဒီတမိုင်းထောက်ဒီ history မတ်တက်တင်တဲ့အရာတော့တွေ့မနေဘူးလို့ဆိုတဲ့အရာမျိုးတခြားစာရေးဆရာတွေကဟောပြထားလည်းရှိပါတယ်ဥပမာဒီတခြားစာရေးဆရာဆိုရှင်ဒီ Mario မင်းဒီတမိုင်းရာဆိုလို့ရှိရင်ဒါပုံပြင်ရေးဒန်တာကြီးဖြစ်နိုင်တယ်ဆိုပြီးတော့မှပြောထားတာရှိပါတယ် Okay အဲ့လိုဆိုလို့ရှိရင်တော့ကျွန်တော်တို့တစ်ချက်လောက်ဒီတစ်ချက်ကြည့်ရအောင်ဒီအဓိကရှောက်တဲ့ကိစ္စကကြတော့ကျွန်တော်တို့မျိုးလို့ဒီစာအုပ်ကိုကြည့်တဲ့အခါမှာဒီမျိုးအကြောင်းကိုရေးပြီးဟေးဆိုလို့ရှိရင်တော့အော်စု3စုမပါမနေရပါတဲ့အော်စု3စုရှိပါတယ်အဲ့ဒါကကြတော့ပလဝဖက်ကနေသူတို့ခမီလို့ခေါ်တဲ့ဒီခူမီတာဝိုင်းဒါရှန်ထားလို့မရဘူးပါကိုပါနေရပါတယ်နောက်တစ်ချက်ကကြတော့ရခိုင်ပြည်နယ်မှာရှိနေတဲ့ဒီသူတို့ဒီခင်မီလို့ခေါ်ကြတဲ့မူပေါ့နော်တခြားလူကမူလို့ခေါ်တဲ့ဒီအစုအများအားဖြင့်သူတို့ကိုကြတော့ဒီဝါကုန်းလို့လေးခေါ်ကြပါတယ်နော်သူတို့အစုအပါမဖြစ်ရနောက်အစုကကြတော့ဒီမရူရှာလို့ခေါ်တဲ့စစ်ကောင်းတောင်တန်းဒေသမှာနေတဲ့အစုသုံးစုကပါတယ်ဒီတော့တစုအကြောင်းကိုရေးတာပဲသုံးစုအကြောင်းကဘာကိုပါတယ်တမိုင်းကကြတော့ရွှတ်ရှက်ခတ်နေတယ်ရောနေတယ်ရောတဲ့အခါကျတော့ဒီရောတဲ့အပေါ်မှာတခုတည်းမဟုတ်ဘူးဘာသာစကားအားဖြင့်လည်းသူတို့ကဒီဆက်မြင်မှုရှိတယ်တူညီတဲ့ဟာတွေရှိတယ်အဲ့ဒီတခုတည်းမဟုတ်ဘူးဒီသုံးမျိုးက
မျိုးတို့စမရှိနေတဲ့ဆွေမျိုးစုလို့ခေါ်တဲ့သူတို့အလေးထားကြရိုးရတယ်လေဆွေမျိုးစုတွေကလည်းဟိုလူမျိုးစုမှလည်းအဲ့ဒီဆွေမျိုးစုရှိတယ်ဒီလူမျိုးမှလည်းအဲ့ဒီဆွေမျိုးစုရှိတယ်ဆိုဆွေမျိုးစုအဖြစ်လေးပြောရှင်းနေတဲ့အရာဖြစ်နေတာနောက်တစ်ခုကကြတော့ရိုးရတယ်လေအစားအတော့ဒါတွေကြလို့ရှိရင်လေတူနေတဲ့ဟာမျိုးရှိပါတယ်ညီတော့အဲ့လိုရှိပြီးတော့နေရာတွေကကွဲတဲ့အခါမှာတမိုင်းဒီငါတမိုင်းကမှန်တယ်နေတမိုင်းကမမှန်ဘူးဒါဒီငါရိုးရဒါဒီနေရိုးရမဟုတ်ဘူးစသည်ဖြင့်ဒီတယောက်နဲ့တယောက်ကြားမှာ conflict တွေဖြစ်ပြီးတော့မှကြားနေစေးလုံးညီညွတ်ရေးထက်ပြိုကွဲရေးကိုပိုပြကောင်းစေတဲ့အရာမျိုးဖြစ်နေတာတွေ့ရတယ်ဒီဆရာကကြတော့ဘလို့ရေးထားလဲဆိုရှင်းလင်းရေးထားတာတွေ့ရပါတယ်နံပါတ်1ချက်ကြည့်ရအောင်ခူမီမြို့နယ်စုများသည်မြို့ခိုခမီဟုခံယူသောသူများသည်တဲ့နော်ခမီမြို့နယ်စုများနဲ့မြို့ခိုခမီဟုခံယူသူများသည်ပလဝမြို့နယ်မတူပီမြောက်ဦးမြို့နယ်အကြီးတော်မတိုင်းနဲ့ရန်ချောင်းနယ်ကြောက်တော်နယ်သရီချောင်းပီချောင်းရိုးချောင်းဘုံမီချောင်းစသည်ဒီချောင်းနယ်ပြည်တွေမှာရှိတယ်မြို့လောင်းဟုတွေမှာကြည့်တဲ့အခါကျတော့ဘုံနာကျွန်းတို့စမ်ဒီကျင်ချောင်းတို့တိုးဖျားချောင်းကျင်ချောင်းမောင်းမချောင်းတော့ကလဒန်မြင့်ရဲ့အနောက်ဖက်ခြမ်းမှာတို့များရှိတယ်ဆိုတဲ့အရာကိုတွေ့ရတယ်ဒီခုမီနဲ့ဒီမြို့ခိုခမီတွေကကြတော့ကလဒန်မြင့်အရှိဖက်မှာလည်းရှိတယ်အနောက်ဖက်မှာလည်းရှိတယ်ဆိုတဲ့အရာကိုတွေ့ရတဲ့အခါမှာနံပါတ်1တစ်ချက်ကအဲ့ဒါကိုတွေ့ရတယ်နံပါတ်2တစ်ချက်ကကြတော့သူတို့စီမှာမြို့နယ်စုကွဲတွေရှိတယ်ဥမာမြို့နယ်စုလို့ခေါ်လို့ရှိရင်တော့ဒါသူမျိုးတက်ဖြစ်သွားတာပေါ့ဆွေမျိုးစုလို့ခေါ်တယ် the clan တွေပေါ့ခေါ်နော် clan တွေဆွေမျိုးစုတွေသူတို့စီမှာရှိတယ်ဆွေမျိုးစုတွေကလည်းကွေပြနဲ့ဟိုအစုမှလည်းရှိတယ်ဒီအစုမှလည်းရှိတယ်တော်တော်လေးရောရှက်ပါတယ်နောက်တစ်ခုကဒီသူတို့ခေါ်ဝေပုံကအနှိမ့်ကိုကွေးတဲ့ဟာရှိတယ်သူတို့မှာတခြားလူတွေကခေါ်တဲ့ခါကြတော့တမျိုးကိုခေါ်တဲ့အရာကြတော့တမျိုးသူတို့အချင်းချင်းကြားခေါ်တဲ့အရာတမျိုးကွေးတာရှိပါသေးတယ်တခြားလူခေါ်တာကမရိုးလို့ခေါ်တယ်မိမိကိုခေါ်တဲ့ခါကြတော့မရူချာလို့ခေါ်တယ်မိမိသူများကသူတို့ကိုမျိုးလို့ခေါ်တယ်မိမိကိုခေါ်တဲ့အခါကြတော့ခင်မီလို့ခေါ်တယ်အဲ့ဒီအဆူလေးရှိပြန်တယ်နောက်တစ်ခုကကြတော့နော်တခြားလူကကြားထဲမှာဘယ်လိုခေါ်သေးလဲဆိုလို့ရှိရင်ဒါဒီဝါကုန်းဒါနော်အရုံးဆိုပြီးတော့မှဒီကွေးပြီးတော့မှခေါ်ရရမျိုးဒီကစကားအဖြစ်ကအနှဲငွေသူသွင်းအောင်ရှိပြီးတော့မှအနေငယ်ကွေးပြတဲ့အရာမျိုးတွေရှိပါတယ်အများအပြည့်ရိုးရဒလေးတွေတူကြတယ်အများအပြည့်အစားအသောက်တွေတူကြတယ်ဝက်စားစင်တဲ့ပုံစံကလည်းတိတ်ခွေးလို့မရဘူးအရင်တိတတာကြီးမဟုတ်နဲ့ဒါပေမဲ့အဲ့ဒီမိုခိုခမင်းတွေကခူမီခမင်းတွေကိုဘယ်လိုခေါ်လဲဆိုရင်ဘရူးလို့ခေါ်ပါဘရူးလို့ခေါ်တယ်ဒီတော့မရူစတွေကိုကြတော့ဒါလို့ခေါ်တယ်မရူကြတွေကကြတော့ဘရခမင်းတွေကိုနောက်ကုန်းလို့ခေါ်တယ်ဒီတော့ခူမင်းတွေကအဲ့ဒီမရူရှာတွေကိုလောက်ဟူလို့ခေါ်တယ်မရခူမင်းတွေကမရခမင်းတွေကိုကြတော့ဝါကုန်းလို့ခေါ်တယ်သူတို့ကြားထဲမှာလည်းအချင်းချင်းသူတို့ကွဲတဲ့ဟာလေးတွေရှိပါတယ်သူတို့ကိုဆင်းသက်လာပုံကိုကြည့်မယ်ဆိုလို့ရှိရင်သူတို့ကဒီရခိုင်ပြည်နယ်မှာရခိုင်တွေမရောက်ခင်ကတည်းကနေအစောဆုံးရောက်ရှိလာတဲ့လူမျိုးဖြစ်တယ်လို့မျိုးခမင်းတွေကိုတော့ဆိုကြတယ်ဒါပေမဲ့ဒီကိစ္စမှာတခုထားကြရှိတဲ့ကရခိုင်ဒေသမှာမျိုးတွေကအစောဆုံးရောက်လာတဲ့လူမျိုးလို့ပြောတဲ့အခါမှာဒီမျိုးတွေဒီမရုစာတွေကိုညွှန်းဆိုတာလားမရုခမင်းတွေကိုညွှန်းဆိုတာလားဆိုတဲ့အရာနောက်ပိုင်းဆိုလို့ရှိရင်ပို့ပြီးတော့မှဒီကျွန်တော်တို့ဒီလေ့လာရမှာဖြစ်ပါတယ်ဆက်လက်ပြီးမှလေ့လာနေရှင်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe ကြိုတင်လုပ်ထားပါနောက်ရမှာပြန်တင်ပေးပါမယ်ကျေးဇူးပါ